အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုတွေကမလုပ်ဖြစ်တာကြာပြီဆိုတော့ဒီနေ့ဗီဒီယိုကဒီမိုစလီယာဗီဒီယိုအကြောင်းကိုကျွန်တော်လုပ်ပေးသွားမယ်။ Obai Night နဲ့ Missouri အကြောင်းပြောရရင်သူတို့နှစ်ယောက်ရဲ့ back story သူတို့နှစ်ယောက်ဘယ်လိုနေထိုင်ခဲ့လဲနောက်ပြီးသူတို့နှစ်ယောက်စလုံးကဘယ်လိုမိသားစုနဲ့ကြီးပြင်းလာခဲ့ရတာလဲပြီးတော့သူတို့နှစ်ယောက်ဟာရှိရဘယ်လိုဖြစ်ခဲ့ပြီးဘယ်လိုဆုံခဲ့တာလဲဆိုတာကအစားကျွန်တော်ဒီနေ့အကုန်ပြပြပေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Obai Night ကနေစလိုက်အောင်။ anime ဇာတ်လမ်းတော်တော်များများမှာမွေဆိုတဲ့ကာရီတာကိုတစ်ပြီးသုံးလေးမရှိပေမဲ့တကယ်လို့ထည့်သုံးရင်လည်းမကောင်းတဲ့ဘက်ကိုကိုစားပြုတာများပါတယ်။ဥပမာတစ္ဆာဖောက်ခြင်းလှုပ်ဝက်ဆန်းကျယ်မှုတို့ကိုတေကေတာအဖြစ်ဖော်ပြလေးရှိပါတယ်။ဒါပေမဲ့ဒီမိုစလီယာမှာတော့တစ္ဆာစောက်တည်မှုနဲ့အလုံးထက်မြက်တဲ့ဉာဏ်ကိုဖော်ပြထားပါတယ်။ Obai Night ကအရွယ်မတိုင်ခင်ကတည်းကအရန်ကြက်တဲ့မှောင်မဲတဲ့လမ်းကိုရှောက်ခဲ့ရသူဖြစ်ပြီးတယောက်တည်းမိကိုစရာမရှိတဲ့ဘဝကနေသူ့ရဲ့စိတ်ခွန်အားတစ်ခုတည်းနဲ့ကြော်ဖြတ်လာတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Obai Night ကငယ်ငယ်လေးကတည်းကမင်းသားတစ်ပါးလိုဆက်ခံရတယ်ဆိုတိုင်းလေသူ့ရဲ့ဘဝကထင်သလောက်မလွယ်ကူခဲ့ပါဘူး။တစ္ဆာဖောက်မှုကသူ့ကိုစီးကျူနေခဲ့ပါတယ်။နေ့တိုင်းသူ့ကိုလိုတာထက်ပိုပြီးအရန်များတဲ့အစားအသောက်တွေကိုအချွေရန်တွေကပေးခဲ့တာကြောင့်အစားအသောက်တွေကမကုန်တော့ပဲအဲ့ဒီအစားအသောက်တွေရဲ့အနက်အဆီတွေကိုခန်းစားမိလိုက်တာနဲ့အံ့ကျင်လာပါတယ်။နောက်ပြီးတော့ဘာဖြစ်လို့သူ့ကိုလှောင်ထဲကိုထပ်ပိတ်ထားတာလဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့နေရဲ့ရွာဒါမှမဟုတ်သူတို့ရဲ့ကလန်ကမွေမိတ်ဆာဖြစ်တဲ့ဒီမွန်ကိုကိုးကွယ်နေကြလို့ဖြစ်ပါတယ်။အဲ့ဒီမွေမိတ်ဆာကကလေးငယ်တွေကိုစားသုံးရတာကိုသဘောကျပြီးတော့အပြန်လန်အနေနဲ့မင်းတို့ကလေးတွေကိုငါ့ကိုပေးစားမင်းတို့လိုချင်သမျှလက်ဝိယနာပစ္စည်းတွေကိုပေးမဆိုပြီးအပေးယူလုပ်ခဲ့ပါတယ်။တစ်ဖက်ကကလန်ကလည်းလိုက်ရောနဲ့ပဲသူတို့ရဲ့ကလေးတွေကိုပေးပြီးတော့စတေးဆက်တာခဲ့ပါတယ်။အန်အောစရာကောင်းတာကဒီကလန်မှာအမျိုးသမီးတွေနဲ့သာပြည့်နေနေခဲ့ပါတယ်။မသိလို့ရှိရင်သူတို့မွေးလာတဲ့ကလေးတွေကိုဒီမိုစီဆက်တာခဲ့တာကြောင့်ချိန်သာတစ်နေရလို့ထင်ရပါတယ်။ဒီထက်ပိုပြီးအန်အောစရာကောင်းတာကObai Nightကနှစ်ပေါင်း400အတွင်းမှာသူတို့မျိုးနွယ်စုမှာပထမဦးဆုံးယောက်ျားလေးမွေးဖွားလာတာဖြစ်ပါတယ်။နှစ်ပေါင်း400အတွင်းနော်အဲ့ဒီတော့သူ့ကိုဘေးနားမှာရှိတဲ့သူတွေအကုန်လုံးကလူအထက်ပို့ပြီးအလိုလိုက်ချီးမွမ်းမြောက်သားခဲ့တာကိုနေရထိုင်ရတာတတောက်တသားမဖြစ်ခဲ့ပါဘူးသူ့ကိုအဲ့ဒီလိုဆက်ဆံတာကိုအကြောင်းရင်းတစ်ခုခုရှိရမယ်လို့ Obai Night ကစိတ်ထဲကနေသိနေခဲ့ပါတယ်တကယ်လည်းဟုတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Snake Demon က Obai Night ကိုအသက်ကြီးခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အထီကိုနေခိုင်းစေခြင်းခဲ့ပြီး Obai Night မှာပါတဲ့မျက်လုံးကတစ်ဖက်နဲ့တစ်ဖက်အယောင်မတူတာကြောက်ကောနောက်ပြီးတော့နှစ်ပေါင်း400အတွင်းမှာပထမဦးဆုံးယောက်ျားလေးသားမွေးဖွားလာခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ညကင်းရောက်တော့သူ့ကိုဂိူးဆိုင်ပေးတဲ့မိသားစုဝင်မိန်းကလေးတွေအကုန်လုံးပြန်သွားမိတဲ့တောင်းမှာတော့သူ့ရဲ့ခေါင်းရင်းပိုင်းကနေတချို့ဆိုပြီးအတန်တွေကြားနေခဲ့ရပါတယ်ဘာဖြစ်လို့အဲ့ဒီအတန်တွေကိုကြားနေရတယ်ဆိုတာကတော့သူစဉ်းစားလို့မရခဲ့ပါဘူးသူတော်တော်လေးကိုကြောက်ရွံ့ခဲ့ပြီးတော့တရက်ပြီးတရက်ညတွေတော်တော်ကြာမှာအိတ်လို့မရခဲ့ပါဘူးအဲ့ဒီအတန်တွေရက်သွားတဲ့အထိအဲ့ရထဲမှာပဲထိတ်ထိတ်လက်လက်နေခဲ့ရပါတယ်နေရတဲ့အချိန်တွေမှာလည်းသူ့ကိုတခုခုကစောက်ကြည့်နေရလို့ခံစားခဲ့ရပါတယ်သူအသက်12နှစ်လည်းပြည့်ရောသူနေတဲ့အခန်းကနေပြီးတော့အခန်းကြီးတစ်ခုစီကိုသူ့ရဲ့မိသားစုဝင်တွေကခေါ်သွားခဲ့ပါတယ်။အဲ့ဒီအခန်းထဲမှာ Snake Demon ကစောင့်နေခဲ့ပြီး Snake Demon ကိုတွေ့သွားတဲ့အခါမှာတော့သူတော်တော်လေးကိုကြောက်သွားခဲ့ပြီးညကင်းပတ်တွေမှာသူအိတ်လို့မရတဲ့အကြောင်းကိုသူနားလည်သွားခဲ့ပါတယ်။ Snake Demon ကသူ့ကိုစိုက်ကြည့်နေပြီးတော့တော်တော်လေးကိုငယ်သေးတာပဲ။ငါတို့သူ့ကိုခန္ဓာကိုယ်ဖွင့်ပြိုးပြီးတော့အသက်ကြီးတဲ့အချိန်ထိစောင့်နေတင်တယ်။ခုချိန်မှာတော့သူ့ကိုခေါ်သွားလိုက်အောင်ဆိုပြီးတော့ Obai Night ရဲ့မိသားစုဝင်တွေကို Snake Demon ကပြောလိုက်ပါတယ်။ Obai Night ရဲ့မိသားစုတွေကလည်းသူ့ကိုပြန်ခေါ်သွားတဲ့အချိန်သူသိသွားတာက Snake Demon ကသူစိတ်ကြည်နေတဲ့ခန္ဓာကိုယ်အရွယ်စားတစ်ခုရောက်တဲ့အချိန်ထိအသက်ပေးရှင်မှန်လို့သိသွားခဲ့တာပါဒါပေမဲ့လည်းအပြင်ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့မိသားစုတွေက Snake Demon ခိုင်းတဲ့အတိုင်းငွေပါဇက်နဲ့တူအောင် Obai Night ရဲ့ပါဇက်ကိုဓာတ်နဲ့ဆွဲဖြတ်လိုက်ပါတယ်ကျလာတဲ့သွေးတွေကိုခွက်တစ်ခုနဲ့ခံထားခဲ့ပြီးအဲ့ဒီသွေးတွေကိုSnake Demon စီဆက်တာခဲ့ပါတယ်အဲ့ဒါကြောင့်မလို့အနာမီမှာပြထားတဲ့အတိုင်းသူ့ရဲ့ပါဇက်ကိုအဝတ်စီနဲ့စီးခဲ့တာဖြစ်ပါတယ်သူ့အနေနဲ့ဒါကိုရုပ်ဆိုးလို့စီးခဲ့တာမဟုတ်ဘဲနဲ့သူ့ရဲ့ trauma ကိုအဝတ်စီနဲ့ကာထားတယ်လို့လည်းသတ်မှတ်လို့ရပါတယ်အဲ့ဒီအချိန်သူနားလည်သွားတာကသူငယ်လေးကလေးကသူ့ကိုလှောင်ရင်ထဲကိုထက်ပိတ်သူလုံးဝကိုမကုံနိုင်တဲ့အစားအသောက်တွေကိုကျွေးပြီးွားရင်ဘေးနားမှာရှိတဲ့မိသားစုတွေအပါအဝင်အချွေရန်တွေကချီးမွမ်းပြီးတော့အလိုလိုက်ပြီးတော့သူ့စီကယုံကြည်မှုတစ်ခုရအောင်ယူသူတကယ်လို့ကြမာမာနဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးပြီးအသက်ကြီးလာလို့ရှိရင် Snake Demon ကသူ့ကိုစားတော့မယ်ဆိုတာကိုသူနားလည်သွားခဲ့ပါတယ်ဒါပေမဲ့လို့ Obai Night ကတော့သူ့ရဲ့ဘဝကိုဒီလိုမျိုးဆုတ်သက်သွားမှာကိုလက်မခံနိုင်ပဲသူ့ရဲ့အချွေရန်ဒီစီကနေစံထိုးတစ်ခုကိုခိုးယူခဲ့ပါတယ်ရှပေါင်းမြောက်စွာလှောင်ထဲကနေသူခိုးယူလာတဲ့စံထိုးနဲ့ကျမ်းပြင်ကိုကုတ်ချစ်ပြီးတော့လွတ်မြောက်အောင်ကြိုးစားခဲ့ပါတယ်သူဒီလိုလုပ်တိုင်းသူ့ရဲ့အခြေရွယ်တွေတိသွားမှာကိုစိုးရင်ခဲ့ပေမဲ့လည်းအဆုံးဘာဖြစ်နိုင်မှာလဲ Snake Demon ကသူ့ကိုအရွယ်မတိုင်ခင်ထိတတ်ဖို့အတွက်အမိတ်မပေးသေးဘူးလေအဲ့ဒါကြောင့်မလို့နေ့တိုင်းရက်တိုင်းလှောင်ထဲကနေထွက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်အားကိုးစရာဘယ်သူမှမရှိတဲ့အထီးကျန်လို့တဲ့အချိန်မှာသူကုတ်ချစ်နေတဲ့ကျမ်းပြင်ကနေငွေလေးတစ်ကောင်ကအပေါက်ကနေမတော်မဆရောက်လာခဲ့ပြီးအဲ့ဒီငွေလေးနဲ့ပဲသူ့ရဲ့အထီးကျန်လို့နဲ့ချိန်တွေကိုဖျက်ဆီးခဲ့ပါတယ်အဲ့ဒီငွေလေးကိုကာပူရာမူလို့နာမည်
ပေးခဲ့ပါတယ်နောက်ဆုံးတော့သူလွတ်မြောက်သွားတဲ့အချိန်မှာတော့နောက်ကိုလုံးဝကိုသူလှည့်မကြည့်ပဲနဲ့မြင်မြန်ဆက်ဆက်ထွက်ပြေးသွားခဲ့ပါတယ်သူလွတ်သွားတာကိုသိသွားတဲ့ Snake Demon ရဲ့နောက်လိုက် Demon တွေကလည်းအနောက်ကနေအမြန်ဆုံးလိုက်ခဲ့ပေမဲ့လည်း Flame Hashira Rengoku Chojiro ရဲ့အဖေ Shinjiro က Snake Demon တွေရဲ့နောက်လိုက်တွေကိုတက်ပြီးတော့ကယ်တင်ပေးလိုက်ပါတယ်။ Obainai ရဲ့တဝန်းခွဲအမတယောက်ကိုလည်း Shinjiro ကကယ်တင်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းသူထွက်ပြေးသွားတဲ့အတွက် Snake Demon ကသူ့ရဲ့အစားအစာကိုဆုံးရှုံးခဲ့တဲ့အတွက်ကြောင့်မလို့ဒေါသထွက်ပြီးသူ့ရဲ့မျိုးနွယ်စုကလန်တစ်ခုလုံးကိုတက်ဖြတ်ခဲ့တာကြောင့်သူတို့မျိုးနွယ်စုမှာ Obainai နဲ့သူ့ရဲ့အမတဝန်းခွဲ2ယောက်သာကျရှိခဲ့ပါတယ်။သူ့ရဲ့အမတဝန်းခွဲကလည်းငါတို့မျိုးနွယ်စုတစ်စုလုံးနေထွက်ပြေးသွားတဲ့အတွက်ကြောင့်မလို့တက်ခံလိုက်ရပြီးနင်ကအရန်ကိုတကူကောင်းဆန်တယ်နိဗ္ဗာန်နဲ့အတာလေးနေပြီးအစားခံလိုက်ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူးလို့ Obainai ကိုအပြစ်တင်လိုက်ပါတယ်။သူ့ရဲ့မျိုးနွယ်စုတည်သွားတာကိုသူ့ကိုအပြစ်ပုံချတာကမတရားဘူးလို့ခံစားခဲ့ရပေမဲ့လည်းဝမ်းနဲ့ပူဆွေးမှုတွေကလည်းရှောင်လွှဲလို့မရခဲ့ပါဘူး။သူ့အနေနဲ့သူသာထွက်ပြေးခဲ့ရင်ဒီလိုတွေဖြစ်မှာကိုကြိုသိနေခဲ့ပေမဲ့လည်းအဲ့ဒီအစားသူအသက်ရှင်ဖို့အတွက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့မျိုးနွယ်စုကလည်းအဆက်ကလေးက Snake Demon နဲ့မပတ်သက်ခဲ့ရင်သူတို့မျိုးနွယ်စုအကုန်လုံးလုံလုံခြုံခြုံရှိနေပါပါ။သူ့ရဲ့တဦးသီးသောကြံတဲ့မျိုးနွယ်စုအမတဝန်းကလည်းသူ့ကိုအပြစ်တင်ပြီးတော့မပတ်သက်ချင်ခဲ့တာကြောင့်ထွက်သွားခဲ့ပါတယ်။ Obainai စီမှာလောင်ထဲမှာသူနဲ့အတူနေခဲ့တဲ့မွေလေးတစ်ကောင်ကသာသူ့ဘေးနားမှာကြာရှိခဲ့တာဖြစ်ပါတယ်။သူ့ရဲ့မျိုးနွယ်စုလုပ်ခဲ့တဲ့လုပ်ရက်တွေကသူ့ကိုအပြစ်သားတစ်ကောင်လို့ပြုတ်ခဲ့သည်ဖြစ်စေမလုပ်ခဲ့သည်ဖြစ်စေတေချာပေါက်ကတော့သူ့အတွက်ပုံမှန်ဘွားဆိုတာမရှိတော့ဘူးလို့ခံစားခဲ့ရပါတယ်။သူ့ရဲ့ခံစားချက်အကုန်လုံးကိုဖယ်ရှားပြီးတော့ Hashira Shinjiro ရဲ့အကူအညီနဲ့ Demon Slayer မှာဓာတ်ရည်စူးစမ်းလေ့ကျင့်ခဲ့ပြီးတော့ Hashira တယောက်ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။သူ Demon တစ်ကောင်တက်ပြီးတိုင်းလည်းသူ့ရဲ့ရင်ဘတ်ထဲမှာရှိတဲ့အမဲဆက်တွေကိုကုစားနိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့တေဆုံးသွားတဲ့သူ့ရဲ့မျိုးနွယ်စုတွေရဲ့အဖြစ်အပျက်တွေကိုတော့အပြစ်ရှိလို့ခံစားနေရတာတွေကတော့တားဆီးလို့မရခဲ့ပါဘူး။သူ့ရဲ့တခုတည်းသောအသက်ရှင်နေရတဲ့အကြောင်းရင်းကမူဇန်ကိုအနိုင်ယူပြီးတေဆုံးဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မှသာလျှင်သူ့အပြစ်တွေအကုန်လုံးကိုတခါတည်းစင်ကြယ်သွားမယ်လို့သူယုံကြည်ခဲ့ပါတယ်။ Missouri ရဲ့ back story ကတော့ Obainai နဲ့ရှင်ရင်တော့မိုးနဲ့မြေလိုကွာခြားတဲ့ဆိုပေမဲ့သူလည်းသူ့ပြဿနာရှိခဲ့ပါတယ်။ Missouri မှာမနမ9ယောက်ရှိပြီးသူ့ရဲ့မိသားစုကအများအားပျော်ပျော်ရွှင်ရွှင်နေထိုင်တဲ့မိသားစုတစ်ခုပါ။ Missouri မှာတခြားသူနဲ့မတူတဲ့အချက်တွေရှိပါတယ်။အဲ့ဒီအချက်တွေကပဲသူ့ကိုတိမ်ငယ်စေခဲ့တာပါ။ပထမဆုံးအချက်ကတော့သူများနဲ့မတူတဲ့စပိန်အပန်းရောင်ကြောင့်ပတ်ဝန်းကျင်ရဲ့လက်လူရှုခြင်းကိုခံခဲ့ရပါတယ်။စဉ်းစားကြည့်မှဆိုလို့ရှိရင်အဲ့ဒီခေတ်က Taisho Kid ဆိုတော့ရိုးရတလေးကိုတံမိုးထားပြီးပုံမှန်မဟုတ်တဲ့ထူးခြားပြီးတော့ထင်ရှားတဲ့အရာတစ်ခုကိုလူပောင်အဖွဲ့အစည်းကလက်မခံခဲ့ပါဘူး။အဲ့ဒီလိုလက်မခံတဲ့လူအတန်းဝိုင်းမှာလက်ယုံကြီးထွေနေထိုင်ဖို့ဆိုတာကမီဆူရီအတွက်တော်တော်လေးကိုခက်ခဲလွန်းလာပါတယ်။အဲ့ဒီခေတ်မပြောနဲ့ကျွန်တော်10နှစ်17နှစ်တုန်းကဆိုလို့ရှိရင်တကြံမှာဘောင်းမီအတူပြဲနဲ့ပျော်ပါနေတဲ့မိန်းကလေးတွေကိုတွေ့လို့ရှိရင်လူကြီးတွေကိုယ်တိုင်ကအဲ့ဒီမိန်းမကမကောင်းဘူးအပျော်ပါအယမ်းမတ်တယ်မိမ့်မပြက်ဇနီးတယောက်အတွက်ဖြစ်မိတဲ့အရေးချင်းစတန်ဒတ်မရှိဘူးလို့သတ်မှတ်ထားပါတယ်။အဲ့ဒီခေတ်ကတော့ဒီလိုမျိုးပြောထွက်နေတိုင်ရှိုခေတ်မှာပြောရဆိုတာကမထူးဆန်းတော့ပါဘူး။အဲ့ဒီခေတ်မှာမိန်းကလေးတယောက်ဆိုတာကအိမ်နေသိက္ခာဘိုင်းကောင်းကြောက်ပြီးနေရမှာဖြစ်ပြီးအစားတောက်ဆိုတာကလည်းနဲနေရမယ်ခနာကိုအချိုးစားဆိုတာကလည်းလှပပြီးမိန်းကလေးနဲ့တူနေရမယ်။အဲ့ဒီလိုသတ်မှတ်ချက်တွေကြောင့်မီဆူရီအတွက်နေထိုင်ရတာတော်တော်လေးကိုခက်ခဲခဲ့ပါတယ်။သူမွေးကလေးကအစားတောက်ကိုတာမန်လူတက်အစပေါင်းများစွာပိုစားပြီးအစပေါင်းများစွာလည်းတာမန်လူတက်ပိုပြီးတတ်မှာပါတယ်။သူ့ရဲ့ခနာကိုကပျော့ပြောင်းတတ်မှာပြီးတော့သူ့ရဲ့မာဆယ်တွေကလည်းတာမန်လူထွက်တိတ်တီးစ8ဆလောက်ကိုများပါတယ်။အဲ့ဒီလိုအချက်တွေကြောင့်သူ့အနေနဲ့လက်ထပ်ဖို့အတွက်တော်တော်လေးကိုခက်ခဲလွန်းလာပါတယ်။ဒါပေမဲ့သူအသက်18နှစ်ကိုရောက်တော့ယောက်ျားလေးတယောက်နဲ့ဆစ်ဆက်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီယောက်ျားလေးကမီဆူရီကိုကြည့်ပြီးစပိန်အပန်းရောင်တာမန်လူတွေထက်ပိုပြီးအဆဆနိုင်တဲ့သူ့ရဲ့ဘိုက်တာမန်မိန်းကလေးတွေလိုမတူပဲအင်အားကြီးတဲ့သူ့ရဲ့ကြွတ်သားတွေကြောင့်ဆစ်ဆက်ပွဲကိုဖျက်သိမ်းလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မွေးလာတဲ့ကလေးမှာမီဆူရီရဲ့မျိုးဗီဇတွေပါလာမှာကြောက်လို့ဖြစ်ပါတယ်။မီဆူရီကငကိုထက်ပိုပြီးတိမ်ငယ်စိတ်ပုံဝင်လာပြီးတော့သူ့ကိုယ်သူစပြီးပြောင်းလဲဖို့လုပ်ပါတော့တယ်။အရင်ဆုံးသူ့ရဲ့စပင်ကိုအမဲအောင်ဆိုးလိုက်ပြီးတာမန်ထက်အဆဆကိုပိုပြီးရှော့စားခဲ့ပါတယ်။ပြီးတော့အားနေပြီးနူးညံ့တဲ့မိန်းကလေးပုံစံကိုရအောင်နေခဲ့ပါတယ်။စပင်ကိုအမဲအောင်ဆိုတာကဘာမှသိမဖြစ်ပေမဲ့အဆဆကိုရှော့စားခဲ့တာကြောင့်အာဟာရတက်နေပါလွန်ပြီးမကြာခဏဆိုသလိုမူးလဲလေးရှိပါတယ်။လူပောင်ဖွဲ့စည်းကတတ်မှတ်ထားတဲ့မျိုးသမီးတယောက်ဒါမှမဟုတ်ဇနီးကောင်းတယောက်ဖြစ်ဖို့အတွက်ကြိုးစားရင်းနဲ့ပဲမကြာခင်မှာဝင်ဆက်လာပြီးယောက်ျားလေးတွေကလည်းသူ့ကိုတဖန်ပြန်ပြီးစိတ်ဝင်စားလာခဲ့ပါတယ်။ဒါပေမဲ့မီဇိုရီအနေနဲ့ဝမ်းသာပေမဲ့လည်းသူ့ကိုသူတို့မခံစားခဲ့ရပါဘူး။ကံကောင်းထောက်မစွာနဲ့ပဲမီဇိုရီကဥပူဝါရှိကီခေါင်းဆောင်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုကသူမရဲ့ဘဝကိုအပိတိုင်ပြောင်းလဲခဲ့ပါတယ်။သူမရဲ့ထူးခြားတဲ့ခွန်အားကြောင့်ဥပူဝါရှိကီကထိတ်လန့်သွားမဲ့အစားဒီခွန်အားကဖျားသခင်ကပေးတဲ့လက်ဆောင်တစ်ခုလို့ပြောခဲ့ပါတယ်။သူ့ကိုမကောင်းပြောတဲ့သူတွေအကုန်လုံးကလည်းတဝင်းတိုယုံတက်တက်ပဲဖြစ်ပြီးမင်းတို့တန်မာပြီးလှပတဲ့မိန်းကလေးတယောက်အတွက်အပြစ်မရှိဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကြတော့မှမီဇူရီလည်းသူ့ရဲ့ပုံစံအစစ်အမှန်တိုင်းနေထိုင်ခွင့်ရခဲ့ပြီးဒီမိုစလီယာတယောက်ဖြစ်ခဲ့ပါတယ်။မွေးကလေးကအားနဲ့ကျလို့မြင်ခဲ့တဲ့သူ့ရဲ့ခွန်အားကဒီမိုနဲ့တိုက်ခိုက်တဲ့အချိန်မှာအတားကျဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတိမ်ငယ်စိတ်တွေကပျောက်ကင်းသွားပြီးဒီမိုစလီယာအဖွဲ့မှာသူ့ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်တဲ့ယောက်ျားလေးတယောက်နဲ့လက်ထပ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရှေ့ဆက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ခွန်အားကဒီမိုစလီယာမှာရှိတဲ့လူတော်တော်များများထက်တာလုံနေခဲ့ပါတယ်။ဒီလိုနဲ့ရှေ့ဆက်သွားရင်နဲ့ Rengoku Chojiro နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ Rengoku Chojiro ကသူ့ရဲ့ Flame Breathing Style ကိုသင်ပေးခဲ့ပေမဲ့မီဆူရီအတွက်ကတော့တော်တော်လေးကိုခက်ခဲနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ Flame Breathing Style ကိုလေ့လာနေရင်းနဲ့မှသူ့ရဲ့ကိုပိုင် Style Left Breathing Style ကိုစတင်ဖန်တီးခဲ့ပါတယ်။ Left Breathing Style ကတော်တော်လေးကိုထူးခြားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပျော့ပြောင်းလာတဲ့ခန္ဓာကိုယ်နဲ့တန်မာလာတဲ့ခန္ဓာကိုယ်ကို 100% ထိန်းချုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။အချိန်တွေကြာလာတော့မီဆူရီကသူ့ရဲ့ပထမဦးဆုံးတရားဝင်ဒီမိုစလီယာဝတ်စုံကိုရခဲ့ပါတယ်။အဲဒီလိုထက်မြက်လွန်လာတဲ့အရေးချင်းတွေကြောင့် Rengoku Chojiro ကသူ့ရဲ့အရေးချင်းတွေကိုအတိမတ်ပြုခဲ့ပြီးဥပဝါရှိကီစစ်ကိုတွားတလျှောက်ခဲ့ပါတယ်။ဥပဝါရှိကီကလည်းအဲဒီလိုဆိုလို့ရှိရင်တိုကျိုမြို့မှာတောင်းညံ့နေ
နေတဲ့ Laura Demon တကောင်ကိုတော့တက်ပြီးတော့တက်တည်ပြခိုင်းလိုက်ပါတယ် Rengoku Chojiro ကလည်း Missouri ကို Tojo ကိုခေါ်သွားပြီးတော့ Missouri အတွက်အရေးကြီးတဲ့ပထမအဆုံး mission ဖြစ်ခဲ့ပါတယ် Laura Demon ကိုတိုက်ခိုက်တဲ့အချိန်မှာ Rengoku Chojiro ရဲ့တိုက်ခိုက်ဖို့အနေအထားဇယိုက်လက္ခဏာစကားပြောဆိုတွေကြောင့် Missouri အတွက်တမိုးမဖြတ်နိုင်တဲ့သင်ခန်းစာတွေဖြစ်ခဲ့ပါတယ် Rengoku Chojiro မှာသူ့လိုမျိုးပဲတာမန်လူတွေနဲ့မတူတဲ့စပင်းအယောင်တာမန်လူတွေနဲ့ခွက်ထွက်လွန်လာတဲ့ဝတ်စားစီမှုတွားလေးရနေရာတိုင်းမှာဓာတ်ကိုစောင့်ထားတာကြောင့်လူများရှိမှမသိလျော်တာတွေလူတွေရဲ့ဝခံမှုတွေကိုခံခဲ့ရပေမဲ့လည်း Rengoku Chojiro ကသူ့အလုပ်ကိုပဲသူဆက်လုပ်နေခဲ့ပါတယ်အဲ့ဒီအချက်တွေကြောင့် Rengoku ရဲ့လှုပ်ရှားမှုတိုင်းဟာ Missouri အတွက်တမိုးဖြတ်နိုင်တဲ့တင်မှုတွေဖြစ်ခဲ့ပါတယ် Laura Demon ကိုတိုက်ခတ်နေတဲ့အချိန်မှာလည်း Missouri ကသူကိုယ်တိုင်ဖန်တီးထားတဲ့ Last British Time ကိုစတင်အသုံးပြုခဲ့ပြီး Rengoku ကို supporting အကောင်းဆုံးပေးပြီးတိုက်ခိုက်ပေးပါတယ် Laura Demon လည်း Rengoku ရဲ့တိုက်ခိုက်မှုတွေကြောင့်နောက်ဆုံးတော့တည်သွားပါတယ်အဲ့ဒီအချိန်ကစပြီး Rengoku ကသူ့ရဲ့အဖေနေရာကိုဆက်ခံခဲ့ပြီး Flay Hashira ဖြစ်လာခဲ့ပါတယ် Missouri ကလည်းတဖြည်းဖြည်းစူးစမ်းရင်းနဲ့သူ့ရဲ့ဇွဲလုံးလာပြည့်ဝမှုကြောင့် Hashira ဖြစ်လာခဲ့ပြီး mission တွေလုပ်နေရင်းနဲ့မှ Obaina နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်အတူတူ Demon တွေနှိမ့်နှင်းရင်းနဲ့မှယင်းနှိလာပြီး Missouri ရဲ့ထူးခြားလွန်းတဲ့ခွန်အားနဲ့အစားအသောက်စားသုံးမှုအလေးကျင့်တွေကြောင့်ကြောက်စရာကောင်းတယ်လို့သတ်မှတ်မဲ့အစားတခြားသူတွေထက်တမှုထူးခြားပြီးဇွဲလုံးလာနဲ့တက်တိကိုလေးစားခဲ့ပါတယ်သူကအရင်ထက်ကသူ့မိသားစုနဲ့ကြုံတွေ့ခဲ့ရတဲ့ဆိုးရတဲ့အတိတ်တွေကြောင့်အမျိုးသမီးတွေကိုအယုံကြည်မရှိပဲမုန်းတီးရဲ့သူတယောက်ပါ Missouri နဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့ Missouri ရဲ့ရိုးသားတဲ့စိတ်ရင်းတွက်လက်ဖြတ်လက်မှုစိတ်ရင်းနဲ့သူတစ်ပါးကိုပေါင်းသိကျင်နာမှုတွေကြောင့်မြင်မြင်ချင်းကိုစိတ်ချမ်းသာမှုရခဲ့ပါတယ် Missouri ရဲ့ရည်တန်းဟာလည်းခေါင်းလောင်းလေးလိုတာယာပြီးအပြုံးလေးကလည်းပန်းလေးတစ်ပွင့်လိုချုံမိန်တယ်လို့ခံစားခဲ့ရပါတယ်အဲ့ဒီလိုကနေပြီးတော့ Obaina က Missouri အပေါ်ကိုစိတ်ဝင်စားလာခဲ့ပြီးအများနဲ့ queue ဆိုင်ပြီးခံစားချက်တွေကလည်းငကိုရက်ပို့ပြီးအလေးထားတဲ့အနေနဲ့တော်ကလေးတစ်ခုကိုတက်ဆောင်ပေးခဲ့ပါတယ် Missouri ကအဲ့ဒါကိုတမိုးထားပြီးအများနဲ့ဝတ်ဆင်ခဲ့ပါတယ်နှစ်ယောက်သားကလည်းအပြန်လဲတယောက်ပေါ်တယောက်ခံစားချက်တွေရှိလာခဲ့ပြီး Hashira မီနေပြီးတဲ့အခါမှာလဲ Obaina က Missouri ကိုသူနဲ့အတူတူအချိန်ဖြုံးမှုတွေဖိတ်ခေါ်လေးရှိပါတယ် Obaina ကသူတို့နှစ်ယောက်မရှင်အတီးတီးလုံးနေတဲ့အချိန်မှာလဲတယောက်နဲ့တယောက်စာတွေရေးပို့ပြီးခံစားချက်တွေနဲ့အတွေးမြင်တွေကိုဖလှယ်ခဲ့ကြပါတယ် Missouri အပေါ်ကိုအများနဲ့သတိထား queue ဆိုင်ပေးပြီးကာကွယ်ပေးခဲ့တယ်လို့သူမတခြားသူတွေနဲ့စကားပြောနေတာတောင်တဝင်းတိုးစိတ်နဲ့စောင့်ကြည့်နေတတ်ပြီးတခြားသူတွေကသူမကိုထိခိုက်နေနိုင်အောင်လုပ်မှာကိုစိုးရင်တကြီးနဲ့စောင့်ကြည့်လေးရှိပါတယ်အဲ့ဒါကြောင့်မလို့ Missouri ကတန်ဂျီရိုနဲ့လက်ဖက်ရည်တောက်ပြီးတန်ဂျီရိုကဘယ်လောက်ထိချစ်ဖို့ကောင်းတဲ့အကြောင်းကိုစာထဲမှာရေးပြီးပြောတဲ့အချိန်မှာ Obaina ကတန်ဂျီရိုကိုတွေ့ချင်းမှာတဝင်းတိုးဒေါ်လာထွက်ပြီးတော့မင်း Missouri နဲ့ဝေးဝေးနေလို့ပြောခဲ့ပါသေးတယ်ပြီးတော့တန်ဂျီရိုကိုအညိုးနဲ့လေ့ကျင့်ပေးခဲ့ပါသေးတယ်တန်ဂျီရိုတယောက်တော့တော်တော်လေးကိုတရားဖို့ကောင်းခဲ့ပါတယ် Missouri ကလည်းသူ့ရဲ့ဖြစ်တည်မှုအတိုင်းကိုလက်ခံပေးပြီးသူ့ထက်တာမာပြီးတော့ကာကွယ်ပေးတဲ့လူတယောက်နဲ့လက်ထပ်ချင်ခဲ့တာပါ Obaina က Missouri ထက် physically အရမတမာပေမဲ့အရန်တော်တဲ့ဒါသမတယောက်ဖြစ်ပါတယ်နောက်ပိုင်းမှာတော့အားလုံးသိတဲ့အတိုင်း Infinity Castle ထဲကိုရောက်တော့ Demon တကောင်က Missouri ကိုတိုက်ခတ်ဖို့လုပ်တော့ Obaina ကချက်ချင်းရောက်လာပြီးတော့ကာကွယ်ပေးလိုက်ပါတယ် Obaina ကဘာဖြစ်သွားလဲမေးတော့ Missouri ကဘာမှမဖြစ်ပါဘူးအဲ့နဲ့ Obaina ကတွားရအောင် Missouri ကလည်းဟုတ်ကဲ့လို့ပြန်ပြေတာကလည်းတော်တော်လေးကိုချစ်ဖို့ကောင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Abamo Demon ထဲကတကောင်ဖြစ်တဲ့ Nakiman နဲ့တိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ် Nakiman ကသူတို့နှစ်ယောက်စလုံးကိုတတ်ဖို့အတွက်မတမာပေမဲ့သူ့ရဲ့ Black Demon အကတော်တော်လေးကိုစိတ်နှောက်ယှက်ဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာ Missouri ကအလင်းစလိုလုံးမိပြီး Nakiman ရဲ့အစွမ်းကြောင့်လေထဲပြုတ်ကျသွားတဲ့အချိန် Obaina ကတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားလိုက်ပြီးကတင်ပေးလိုက်ပါတယ်တိုင်ပတ်ရဲ့အစွမ်းကိုမသိသေး၍တေချာချာ queue ဆိုင်ပြီးကြည့်ပြီးသွားရင်စိတ်အေးလက်အေးနဲ့တေချာချာစဉ်းစားပြီးတိုက်ခိုက်ဖို့လုပ်တင်တယ်လို့ Obaina က Missouri ကိုလူကြီးလူကောင်းဆန်တဲ့အတန်နဲ့ပြောလိုက်ပါတယ်မူဆယ်နဲ့တိုက်ခိုက်တဲ့အချိန်မှာလဲ Missouri တယောက်ထက်ကသာလေနောက်ကျကျရင်ခဲ့တာဖြစ်ပါတယ်မူဆယ်ရဲ့တိုက်ခိုက်မှုကြောင့် Hashira ရဲ့အပေါဝင်သူတို့နှစ်ယောက်စလုံးဒဏ်ရာအပြင်းထန်ရနေတဲ့အချိန်မှာ Missouri ကငါတခြားသူတွေအတွက်အကူအညီဖြစ်မနေဘူးငါဒီအတိုင်းမသေးခြင်းဘူးလို့ပြောပါတယ် Obaina ကအဆင်ပြေပါတယ်မင်းတိုက်ခိုက်တာလုံလောက်ပြီးကျန်တာငါအကုန်ကြည့်လုပ်လိုက်မယ်လို့ Missouri ကို Obaina ကပြောပြီးထွက်သွားပါတယ်နှစ်ယောက်စလုံးကတယောက်ကိုတယောက်ချက်ဖို့အတွက်မထိုက်တန်ဘူးလို့ခံစားခဲ့ရပါတယ်မူဆယ်ကိုချေမုန်းမိတဲ့နောက်မှာတော့ဒဏ်ရာအပြင်းထန်ရနေတဲ့ Missouri ကို Obaina ကတင်းတင်းကြပ်ကြပ်ပွေ့ဖွဲ့ဆုပ်ကိုင်ထားပါတယ် Missouri ကကျမနာကျင်မှုတွေမခံစားရတော့ဘူးကျမထင်တာကတော့ကျမတည်တော့မယ်လို့ထင်တယ် Obaina ကလည်းငါလည်းမကြခင်တည်ဆုံးတော့မှာပါမင်းတယောက်တည်းမဟုတ်ပါဘူးလို့ပြင်ခဲ့ပါတယ် Missouri ကတော့ Obaina ကိုမသေးပါနဲ့အောင်တဲ့ပွဲမှာအထောက်အကူမပြတဲ့အတွက်တောင်းပန်ပါတယ် Obaina ကကျေးဇူးပြုပြီးတော့အဲ့လိုမပြောပါနဲ့ Missouri ကိုစတွေ့တော့ကအချိန် Missouri ရဲ့ရည်တန်းဟာခေါင်းလောင်းလေးလိုတာယာပြီးအပြုံးလေးကလည်းပန်းပွင့်တပွင့်လိုချုံမိန်တဲ့အချိန်ကိုပြန်မြင်အောင်သွားပြီးမင်းရဲ့လှပတဲ့အပြုံးဖော်ရွယ်မှုအသာဆုံးမရှိတဲ့ပျော်ရွှင်မှုကျင်နာမှုတွေကလူတွေအများကြီးကိုကယ်တင်နိုင်ခဲ့တယ်အဲ့ဒါကြောင့်မလို့မင်းဂုဏ်ယူတဲ့နယ်လို့ Obaina က Missouri ကိုပြောပါတယ် Missouri ကငိုပြီးငါအရန်ပြော့တာပဲ Ikoro-san အရန်ချစ်တယ်ကျမအစားစားလို့ရှိရင် Ikoro ကဘေးကနေကျင်နာတဲ့မျက်လုံးနဲ့ကြည့်နေရင်ကိုကဘာပေါ်မှာရတာရှိဆုံးလို့ပြောပါတယ်တကယ်လို့ကျမတို့နှစ်ယောက်နောက်ဘဝမှာပြန်ပြီးမဖခဲ့ရင်ကျမကိုဇနီးမယားတယောက်အနေနဲ့လက်ခံပေးနိုင်မလားဆိုပြီးမေးပါတယ် Obaina ကလည်းလက်ခံပေးမှာပေါ့ငါနဲ့သာအဆင်ပြေမှာဆိုလို့ရှိရင်ပျော်ရွှင်အောင်ထားမယ်နောက်တစ်ခါထပ်ပြီးမင်းကိုတေးခွင့်မပေးနိုင်ဘူးလို့ပြောရင်းနဲ့နှစ်ယောက်စလုံးတယောက်နဲ့တယောက်ဖက်ပြီးတော့တည်ဆုံးသွားခဲ့ပါတယ်
amores.